ဆိုင်အချင်းပြန်ပြီးတော့လေဘေးမှာတစ်ဆွဒါဖြစ်တဲ့နော်အဆိုင်ရောကကြောင့်မလို့ဒါအလုတ်တွေပြက်ဒါဝင်ငွေတွေကရက်နော်အဲ့လိုမျိုးဖြစ်တဲ့ဒါရန်ကုန်ကညီမလေးတယောက်ပေါ့နော်သူတို့လို့ရှိရင်ကိုကြီးစီကိုလာပြီးတော့ဒါရင်ဖွင့်လာတယ်ပေါ့နော်ဘာလို့ဆိုတော့အကိုရေးတဲ့ဒါကျမဒီလိုဖြစ်တယ်ပေါ့နော်အဆိုင်နဲ့အချင်းပြန်တယ်ဒါပြီးလို့ချင်းလေဘေးမှာလည်းတစ်ဆွဒါဖြစ်လို့ပေါ့နော်အလုတ်တွေလည်းနားတယ်ဒါပတ်စံတွေလည်းမရတော့ပေါ့နော်အလုံးနားတော့ဝင်ငွေလည်းမရဘူးဝင်ငွေလည်းမရှိတော့အိမ်ငွေလည်းမထောက်ပံ့နိုင်ဘူးဒါနဲ့ညီမဒါစိတ်ညစ်ညစ်နေတယ်ဒီတိုင်းပဲနော်အိတ်လိုက်နဲ့ဒိုင်းလိုက်နဲ့နော်သူမှမနေတာမထိုင်တာပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာတဲ့ဒါအကိုဒီ TikTok မှာရှာလိုက်တော့အကိုရဲ့ဒီဗီဒီယိုလေးတွေ့လာပို့လေးတွေ့လို့ပါတဲ့ဒါနဲ့ဒီချောင်းလက်ပတ်လေးအကိုဒါအကြောင်းလေးဒါသိလောက်မေးလို့ရမလားလို့ပြောလာတယ်ညီမလေးပေါ့နော်အဲ့မှာသူဆိုလို့ရှိရင်လည်းဟုတ်တယ်ဗျာနော်ရင်ဖွင့်လာတာဒီအလုပ်တစ်ဖက်နဲ့ဒါအယောဂတစ်ဖက်ဆိုတော့သူမှဘယ်လောက်တောင်ဒုက္ခရောက်လိမ့်မယ်ပေါ့နော်ကိုချင်းစာပါဘာလို့ကိုချင်းတို့လည်းဒါအလုပ်တစ်ဖက်နဲ့ online လောကကြီးကိုလုံနေရတဲ့အတူတွေဆိုတော့ကိုချင်းစာနိုင်တယ်ပေါ့နော်ဘာလို့ကိုချင်းပြောချင်တာကသူဆိုလို့ရှိရင်ဆိုင်အချင်းပြန်တယ်လေဘင်းကတဆုဖြစ်နေတယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာအလုံးမလို့ကတော့ဝင်ငွေတွေကနားတယ်ဝင်ငွေတွေရက်တော့မိဘကိုလည်းမထောက်ပံ့နိုင်ဘူးကိုတော့မနေဖူလုံအောင်သုံးဆွဲနေရတဲ့ဒီညီမလေးဘောနော်အဲ့နဲ့ကိုကြီးတီရောက်လာတော့ရတယ်ညီမလေးလို့ညီမလေးဖြစ်တဲ့ဝေဒနာဆိုလို့ရှိရင်တော့ကိုကြီးတို့ဒီမှာရှားသောလက်ပတ်လေးရှိတယ်လို့အဲ့ရှားသောလက်ပတ်လေးညီမလေးစမ်းတောက်လို့ရတယ်နော်တကယ်၍ညီမလေးကကိုနဲ့တက်မှာမတက်မှာမသိဘူးစိတ်မချရဘူးဆိုလို့ရှိရင်တော့ညီမကြီးကိုစီကနေပြီးတော့ရောက်လက်ပတ်လေးစမ်းတောက်ကြည့်လို့ရတယ်ဆိုပြီးတော့ကိုကြီးတီကနေတော့ပလင်းလေးယူသွားတာပေါ့နော်ဒါတော့ကိုကြီးဒီမှာအထုပ်ရှိတယ်လောစေပေါ့နော်ပလင်းကတော့တပလင်းပဲရှိတော့တာပလင်းလေးယူသွားတာပလင်းလေးယူသွားပြီးတော့သူဒါတပလင်းမှာတဲ့အချိန်မှာဒါတိတာတွေကလည်းတစ်ခုရလို့ဆိုပြီးတော့ကိုကြီးဒီမှာနောက်နှစ်ပလင်းထပ်มาတယ်နော်ထူးခြားတိတာလို့နှစ်ပလင်းထပ်มาတယ်ကိုကြီးကနှစ်ပလင်းပို့လိုက်တယ်သူနဲ့တော့ကကိုကြီးဘာလို့ဆိုပလင်းတော့တပလင်းကွဲသေးတယ်တပလင်းကွဲတဲ့အဲ့ဒါနဲ့ကိုကြီးအစားထုတ်ပေးလိုက်ပါတယ်နော်ဘာလို့ဆိုသူတို့လည်းဒါအစမပြေရကြဆိုတော့ကိုကြီးတို့ကတော့သူတို့နဲ့တာတော့နဲလေးတော်တယ်ပေါ့နော်အဲ့ဒါနဲ့ကိုကြီးတပလင်းအစားထုတ်ပေးလိုက်တယ်အဲ့ဒါနဲ့အခုတို့လို့ရှိရင်သူတော်ကြီးကိုတက်တာပြီးတော့အလုပ်တွေလည်းပြန်ဆင်းနိုင်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ကိုကြီးနေနေဆိုလို့ရှိရင်ခုစီတွေအများကြီးရတယ်ဘာလို့ဆိုသူဆိုလို့ရှိရင်အလုပ်မရလို့အလုပ်မလုပ်ရလို့ငွေတွေမရှိဘူးမိဘတွေမထောက်ပံ့နိုင်ဘူးနောက်ကျတော့ပါဇက်ပေါက်ကျန်တဲ့ပါဇက်ပေါက်တွေပါပိတ်ရတယ်ပေါ့နော်အခုဆိုလို့ရှိရင်အလုပ်ကောင်းတော့ကျမကြီးကောင်းတော့လုံးနိုင်တယ်လုံးနိုင်တော့အိမ်လည်းထုတ်ပံ့နိုင်အဲ့ဆိုကိုကြီးလည်းခုစီတွေအများကြီးရသွားတယ်ကိုပြောချင်တာအခုကြည့်နေတဲ့အကူတို့အမတို့မိတ်ဆွေတို့တွေမှာလဲဒီလိုအဆိုင်အချင်းပြန်နေခဏပြန်နေဒါလေပေါင်းမှာတက်ဆွဖြစ်လို့ဘာကြီးခုမှမသိဘူးဖြစ်နေတယ်ဆိုလို့ရှိရင်ကိုကြီးဒီမှာဒီချောင်းလက်ပတ်နော်တဘာဝ organic တော့ organic စစ်ကိုတောက်အောင်အကူတို့မတို့သူ့ကိုကိုကြီးတို့ကတရက်ကို3ချိန်နဲ့နော်တောက်3ကြည့်မယ်ဆိုလို့ရှိရင်ကိုကြီးတို့အကောင်းဆုံးကတော့နော်တလတောက်3ပေးရတော့အရန်အကောင်းဆုံးပဲနော်တလဆိုရင်တော့လုံးဝတိတာထူးကြတဲ့ရလတစ်ခုရတယ်တပတ်တွင်လည်းမတိတာဘူးလားတိတာလေးရှိတယ်3ရက်နဲ့တိတာလို့ရှိတယ်4ရက်နဲ့တိတာလို့ရှိတယ်အမျိုးမျိုးပေါ့နော်တွေ့တာမတူတော့ကြောင့်မို့အကွန်ကြီးကတော့ညှို့ပေးချင်တာတော့တလားတိတာ3ပါအဲ့ဒါဆိုလို့ရှိရင်တော့လုံးဝပတ်စံကိုတော့မှတ်နဲ့မျောနေနော်ကိုယ့်ရဲ့ယောဂကိုတိတာတတ်တာချင်းနဲ့နော်အဲ့လိုမျိုးနောက်မဖြစ်ချင်တော့ဘူးဆိုလို့ရှိရင်တော့ကိုယ်အစားကြီးလည်းရှောင်ရမယ်နော်ဒါလေးကိုလည်းပုံမှန်တောက်မှဆိုလို့ရှိရင်တိတာတစ်ခုထူးကြတဲ့ရလတစ်ခုရလိမ့်မယ်နော်ဒီလိုမှာလာမရတဲ့ဆိုကိုကြီးဒီမှာဒါအထုပ်လေးက promotion အထူးစိတ်ရှိပါတယ်ကဲလို့လိုချင်တယ်ဆိုလို့ကျွန်တော် TP